မင်္ဂလာပါကျွန်တော်ကတော့ခန့်မှုစီဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါဒီ online class မှာဒါလေးပြောမလို့ရှင်းတယ်ဒါတိုက်ဆိုင်တော့ကျွန်တော် public မှာတခါတည်းပြောမယ်ပေါ့နော်ဟိုတချို့ commission တွေမှာမှားတဲ့ထားလေးရှိလို့ဒါကတော့ဘိုးတူတာတစ်ခုပေါ့နော်ဒီတော့ logic တွေပါတယ်မှာပါတယ်ပေါ့နော်တရုတ်ပြည်အများစုမှာပါတယ်ဒီဘက်မှာဟို attack လေးနေပေါ့နော်သူကြတော့ reset ပုံစံမျိုးလေးတစ်ဖက်ပဲလဲတယ်တစ်ဖက်ကိုမလဲဘူးပေါ့နော်တော်တော်များများကဒါကိုဘယ်လိုထင်ကြလဲဆိုရင်ဒါ kit ပြော့အောင်လုပ်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးတကယ်တော့ kit ပြော့အောင်လုပ်တဲ့ဟာမျိုးမဟုတ်ဘူးသူက kit ဘက်ပြန်နေတာပဲပေါ့နော်အင်းဒီဘက်ပြန်နေတာပဲဒါထိမ့်ပေးတဲ့ဟာမျိုးပဲတကယ်ဒီ kit ကဒီဘားလေးအမှန်ကန်ပေါ့နော်ဒီ kit ပြော့အောင်လုပ်တဲ့ဟာကဒီလိုမျိုးသူက governor လေးတစ်ခုပါမှတာပဲဒါ kit ပြော့အောင်လုပ်တဲ့ဟာမျိုးပေါ့နော်ဥပမာဒီမှာဒါဆိုလို့ရှိရင်သူကဒီမမောင်းခင်အနေထားမှာဆိုရင်ဒါလေးကဒီ type မောင်းဖိထားမှာပေါ့နော်ဒီလိုမောင်းလိုက်ခါမှဒီလေးလမ်းအောင်မှာပေါ့ဒါကြောင့်ဒီလိုမျိုးသူကဒါမျိုးဆိုလို့ရှိရင်ဒါတော့ one time ID မှာဆိုဒီလိုမျိုးနဲ့လာတယ်ဟိုစမတ်တို့ဘာလို့မှဆိုတော့ဒါကြီးစီဂဗနာလေးပေါ့နော်အဲ့တော့ဒီလိုဂဗနာမှတာပဲဒါကအမှန်တကယ်ဒါကိပြုံလုပ်တဲ့ဟာပါဒါလေးတွေတချို့လားမေးတာလေးတွေရှိလို့ဒါကိုပြပြတာပါနောက်တစ်ခုကတော့ဒါနဲ့တလက်စားတယ်ပေါ့နော်ဟို typing တွေမှာကတချို့ဒီ typing တွေမှာကိစ္စမရှိရိုးရိုးပြီးတွေမှာကျတော့ဘလို့ပဲတက်တဲ့အဆင်ပြေတယ်ပေါ့နော်ဒါတွေမှာကျတော့ဒီမှာတတိထားစရာလေးတစ်ခုတော့ရှိတယ်ဒီ typing မောင်းကိုကြည့်လိုက်ပေါ့နော်ဒီမှာဆိုနှစ်ဖက်စလုံးကဒီမှာအညီပေါ့နော်ဒီ typing မောင်းမှာကျတော့ဒီတစ်ခုကလည်းနည်းနည်းရှင်းနေပေါ့နော်ဒီတစ်ခုကအရှိတစ်ခုရှိတယ်ဒါကတော့ဘာမှပြောပြရတော့မလို့ပါဘူးဒါနည်းနည်းလေးတွေးထအောင်ဒါပြောတာပါโอเคဟုတ်ပြီအဲ့တော့ဒီလိုနှစ်ခုမျိုးကိုတခါမှလည်းမဖြုတ်ဘူးကြုံပြီပေါ့ပြန်ပြီးတက်တော့မယ်ဆိုရင်ဒါလေးကိုတစ်ချက်ကြည့်ပြီးတော့ပဲစဉ်းစားလိုက်ရုံပဲပေါ့နော်ဥပမာဒီဘက်မှာဆိုလို့ရှိရင်ဒီမှာသူကဒီမှာဂဗနာဖိမဲ့ဒါလေးရှိတယ်ပေါ့နော်ဒီမှာဒီမှာဂဗနာဖိမဲ့ဒါလေးရှိတယ်အဲ့တော့ဒီဘက်ချမ်းမှာကဒီဂဗနာဖိမဲ့ဟာလေးပါတဲ့ဟာကဒါကိုတက်ရမယ်ပေါ့နော်ဒီနေရာမှာတက်ရမယ်ဒါလေးတွေအဓိကတွေးတဲ့ရင်ရိုက်ပေါ့နော်ဒါလေးကတစ်ချက်ကြည့်တဲ့အောင်နဲ့သိပါလေဒါလေးကိုပြောပြတာပါ